အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တော်ရင်သားတာဇန်ပါအခုကျွန်တော်တစ်ပင်ပေါ်ရောက်နေတာဖြစ်ပါတယ်ဒါပေမဲ့ပြန်မစင်းတတ်တော့ဘူးဗျလောက်ကြပါဦးနောက်တာပါโอเคဘလော်လေးကိုအားပေးကြပါဦးဗျကဲဘော်ဒါတို့ကြီးကျိုးကိုခိုးစီးပြပါမယ်အားလုံးပဲကြည့်ထားပါကျိုးကိုခိုးစီးတဲ့အချိန်မှာအရေးကြီးဆုံးအချက်ကတော့ကျိုးမလွဲဖို့ပါပဲကျိုးလွဲရင်တော့တတ်တာမှမဟုတ်ပါဘူးโอเคကြည့်ထားပါမင်္ဂလာပါတားကြီးတို့ဒါကတော့ကျုံနဲ့အတူကြီးပြင်းလာတဲ့ကြားကြီးပါတော်ထဲမှာအမဲလိုက်ထွက်တယ်ဆိုလို့ရှိရင်သူ့အကူကြီးလည်းအများကြီးရပါတယ်ကျုပ်သားကြီးကိုလည်းချစ်ပေးကြပါဦးဗျာဟုတ်ကဲ့ပါဒါကတော့ကျုပ်ရဲ့နောက်ထပ်တငယ်ချင်းတစ်ယောက်ပါသူ့ကိုတော့ကျုပ်ကကြောင်တောင်ကြားတလို့ခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြားလို့ကျစ်တစ်လို့ဖြစ်နေလို့ပါဒီကောင်ကြီးကိုလည်းအားပေးကြပါဦးဗျာကဲသားကြီးတို့ဒီနေရာတော့ကျုပ်အမြဲလာထောင်းနေတာနေရာပါရေဒီပေါ်မှာကောင်မလေးတွေရေလာကူတိုင်းဒီတစ်ပင်ပေါ်ကနေအမြဲတမ်းထောင်းကြည့်နေကြပါကြည့်ချင်လားโอเคကြည့်ချင်ရိုက်ပြမယ်ကဲဘော်ဒါတို့တော်ရင်သားတာဇန်ရဲ့ blog ကတော့ဒီလောက်ပါပဲကျုပ်လည်းအမဲလိုက်ထွက်စရာရှိသေးတာဖြစ်တဲ့အတွက်ကြောင့်စင်စည်းပြီးတော့အမဲလိုက်ထွက်လိုက်ပါအောင်မယ်โอเคနောက်မှတွေ့မယ်ဗျာ